ဖျားရှင်ဤဂျေစုကိုမတိတတ်သောဒေဝတက်ကိုအကြောင်းပြု၍ဤအတိတ်ဆက်ကိုဟောပြတော်မူလေသည် Channel ကို subscribe နေပြီးကုသိုလ်ယူပေးပါကြရန်မေတ္တာရက်ခဲ့တော်ပါတယ်။ဗာရာဏသီပြည်၌ဗြဟ္မတက်မင်းကြီးမင်းဖြူစဉ်ဖျားလောင်းသည်ဟိမောဝင်တာဝေစင်မျိုး၌ဖြစ်၍နောက်လိုက်စဉ်8000ရှိသည်စင်မင်းသည်နောက်ပိုင်းတွင်ပရိသတ်များ၏အကိကိုမြင်လာခြင်းကြောင့်ငြိမ်းချမ်းစွာနေလိုသည်ဖြင့်ပရိသတ်များကိုစွန့်ခွာ၍တူးတဲ့ပင်နေလေသည်သီလနှင့်ပြည့်စုံသောကြောင့်သီလဝနာကာရစာဟုခေါ်ကြသည်တနည်းတွင်မုတ်ဆိုးတစ်ယောက်သည်တောထဲ၌မျက်စိလဲလာမသည်တေဘေးမှကြောက်သည်ဖြင့်လက်နှစ်ဖက်ကိုမြောက်၍ငိုကြွေးနေသည်စင်မင်းကြားသောအခါမုတ်ဆိုးတန်သူသွားလျင်မုတ်ဆိုးကအနီးကပ်မခံဘဲကြောက်လန့်၍ထပ်ပြေးနေသည်မုတ်ဆိုးပြေးသည်ကိုမြင်လျင်စင်မင်းကရပ်နေလိုက်သည်စင်မင်းရပ်နေသည်ကိုမြင်သောမုတ်ဆိုးကလည်းရပ်နေလိုက်၏ဤတွင်မုတ်ဆိုးကဤစင်မင်းသည်ငါပြေးလျင်ရပ်၏ငါရပ်လျင်လာ၏ဧကန်တာငါအားကူညီလူ၏သာဖြစ်တန်ရသည်ဟုစဉ်းစားကမပြေးတော့ဘဲရပ်နေလိုက်၏စင်မင်းကမေးရာမျက်စိလဲလာမနေ၍ဖြစ်ကြောင်းပြောပြလေသည်စင်မင်းသည်မုတ်ဆိုးကိုကြောကုန်းပေါ်တွင်တင်၍ဗာရာဏသီသို့သွားသောလမ်းမကိုရောက်သည်သည်ပို့ဆောင်ကယောက်ျားဤလမ်းတိုင်းသွားလောငါဤနေတာအရာကိုတစွန်းတယောက်သောသူအားမပြောလေလင်ဟုမှားလိုက်သည်မုတ်ဆိုးသည်ဗာရာဏသီသို့ရောက်လျင်စင်ဆွဲပုတ်သမားနှင့်တွေ့ဆုံ၍အသက်ရှင်သည်ဆဲစင်မှအဆွဲကိုရသောယူမယူမေးသည်စင်ဆွဲပုတ်သမားများကယူကြောင်းအသက်ရှင်သည်ဆဲစင်မှအဆွဲသည်ပို၍အဖိုးထံကြောင်း挑လိုက်ကြရာမုတ်ဆိုးသည်တောထဲသို့ပြန်လာကစင်မင်းထံမှအဆွဲများတောင်းခံသည်စင်မင်းကအဆွဲများကိုလှုပ်လိုက်လေသည်မုတ်ဆိုးသည်အဆွဲများကိုရောင်းချ၍စားတော့သည်ငွေများကုန်ခန်းချိန်တွင်စင်မင်းထံသို့ပြန်လာခဲ့ပြန်သည်ကြံသောစင်ဆွဲကိုတောင်းပြန်သည်စင်မင်းကလည်းလူလိုက်ပြန်သည်မကြာမီနောက်တစ်ချိန်ရောက်လာခဲ့ပြန်ကအဆွဲရင်းတို့ကိုတောင်းပြန်သည်စင်မင်းကလည်းပေးလူလိုက်ပြန်လေသည်ယောက်ျားရုံမုတ်ဆိုးသည်အဆွဲများကိုယူ၍ပြန်ထွက်လာခဲ့ရာစင်မင်း၏မြင်ကွင်းမှလှသွားသည်ဆိုလျင်ပင်မြင်းမျိုးလေသည်ယောက်ျားရုံမြင်းမျိုးချိန်၌ထိုတော်အုပ်ကိုစောင့်တဲ့ရုခဇိုးနှသည်သူ့ကျေးဇူးကိုမတိတတ်သောအဆွေခင်ပန်းကိုဖြစ်မားတတ်သောယောက်ျားရုပ်ကိုစကြဝဠာမင်းကြီးစီးစဉ်ကိုပေးတော်လေရောင်ရဲကျဉ်တ်မီမဟုတ်ဟုဆိုလေသည်အနစ်ချုပ်လိုက်တော့မှအဆွေခင်ပန်းကိုဖြစ်မားတတ်သောယောက်ျားသည်ဒေဝဒတ်ရုခဇိုးနှသည်အရှင်သာရိပုတ္တရာတီလာဝစင်မင်းသည်ဖျားဖြစ်လာ၏ရရှိလာသောသင်ခန်းစာကတော့ကာမှုကုသိုလ်တို့ကိုဘဝများစွာပြုခဲ့မှုသောတတ္တဝါတို့သည်ဖြစ်ရဘဝ၌ရုပ်ဤအစင်းလပတင့်တယ်၏စင်ဖြစ်လျင်လေစင်ပြူတို့ဖြစ်ရ၏ဖျားလောင်းသည်မိမိအသက်ဆသည်တို့ကိုယူ၍သဗ္ဗညုကညံတို့ကိုဆုတောင်းအပ်၏လောဘကြီးသောလူမိုက်သည်စကြဝဠာမင်းကြီးစည်းစိမ်ကိုခံစားရတော်လဲအားရကျေနပ်မှုမရှိတတ်လူမိုက်တို့သည်မိမိအပေါ်ပြုခဲ့မှုသောသူတို့၏ကျေးဇူးကိုမသိတတ်ကျေးဇူးရှင်ကိုဖြစ်မားတတ်ကြ၏ကျေးဇူးရှင်ကိုကျေးဇူးကလျင်မြေမျိုး၏အပယ်ငရဲသို့ကြားရောက်တတ်သည်မိမိတို့၏ကျေးဇူးရှင်ကအပေါ်ပြန်မဖြစ်မာတင်ဆတော်သင်ခန်းစာများကိုရရှိပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်